အောင်မြင်သွားတဲ့သူနဲ့မအောင်မြင်တဲ့သူနဲ့ဘာကွာလဲဆိုအချိန်ကိုဘယ်လိုသုံးလဲဒါကွာဟုတ်လားဗျာနော်တခုပဲဒီတခုပဲဒီလိုဘယ်လိုသုံးလဲဒီအချိန်ကာလကိုဘယ်လိုသုံးလဲအဲ့ဒါကိုကောင်းကောင်းသုံးတဲ့သူကအောင်မြင်ကြီးပွားတဲ့သူဖြစ်ပြီးတော့ကောင်းကောင်းသုံးမချတဲ့သူကစိုးရိမ်ပြည့်စည်တဲ့သူဖြစ်သွားဒါပဲအဲ့နှစ်ခုပဲကွာပါဒီပြိုင်နဲ့အလုပ်နှစ်ခုကိုအကောင်းဆုံးဖြစ်အောင်လုပ်လို့မရလုပ်လို့ရတယ်မရဘူးလားရှင်မြတ်ဆွဲတဲ့ပြီးသွားပြီလေအကောင်းဆုံးဖြစ်အောင်လုပ်လို့မရဘယ်တစ်ခုကောင်းလဲဘယ်တစ်ခုမှမကောင်းဘယ်တစ်ခုမှမကောင်းအလောက်ကပြားများသွားပြီဒီပြိုင်နဲ့တစ်ခုပြီးဖို့လိုတယ်ဆိုဟိုဟာလိုဒီဟာလိုဖြစ်သွားရင်တစ်ခုမှကောင်းအောင်မပြီးဒါပဲအလုပ်တစ်ခုကိုဒီပြိုင်နဲ့နှစ်ခုကောင်းကောင်းလုပ်လို့မပြီးနိုင်အောင်စူးစိုက်လို့မရအဲ့ဒါအချိန်ပဲအဲ့တော့အချိန်တစ်ခုမှမလုပ်ပဲဘာပဲလုပ်အောင်အလုပ်တစ်ခုပဲလုပ်အချိန်တစ်ခုမှအလုပ်တစ်ခုပဲလုပ်ပြီးပြင်လုပ်အာယုံထူးဆိုင်ရမယ်လို့ဆိုရင်တော့အချိန်တစ်ခုတည်းမှာအလုပ်တစ်ခုပဲလုပ်လို့ရအဲ့ဒါလည်းပြီးတော့စီးပြီးရမယ်အချက်အချိန်တစ်ခုအလုပ်တစ်ခုခဲတဲ့လုံးနဲ့ငှက်တစ်ကောင်မှန်အောင်ပြင်ရပြီအဲ့တော့နှစ်ကောင်မှန်အောင်ပြင်ချင်တစ်ကောင်မှမရဖြစ်တတ်တယ်ဒါကိစ္စဟုတ်လားဗျာနော်အဲ့ဒါ time management အခက်ကြီးမဟုတ်စနစ်တကျထိထိရောက်အသုံးချတဲ့သူတွေကြတော့ဒါအောင်မြင်တဲ့သူဆိုဖြစ်သွားတယ်တသိန်းမှာတယောက်ရဖို့ခက်တယ်